အိမ်တရားမှတ်နေတော့တခြားသူတွေထွက်သွားပေမဲ့ကက်ဒရာကတော့ကာကွယ်ဖို့ကြံရစ်ခဲ့ပါတယ်။အဲ့ဒီမှာဇူကာရောက်လာပြီးလမ်းကိုဖမ်းဖို့ကြိုးစားတာကြောင့်ကက်ဒရာနဲ့အပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ကက်ဒရာကရေနဲ့ခုခံပေမဲ့မီဆွာအပြင်းနဲ့ဇူကုတ်ကိုမရှင်နိုင်ပဲရှုံးနေသွားပြီးဇူခောက်ကတရားမှတ်နေတော့ဖြစ်တဲ့အိမ်ကိုဖမ်းခေါ်သွားပါတော့တယ်။နန်းဝိညာဉ်လောကထဲမှာတော့အိမ်ဟာအင်အားကြီးတဲ့နဂါးဝိညာဉ်နဲ့တွေ့ဆုံခဲ့ပါတယ်။မိမျိုးနွယ်စုကိုဘလို့နိုင်ယူရမလဲလို့မေးတဲ့အခါနဂါးကအဓိကပြဿနာကအိမ်ဟာသူ့လူမျိုးတွေဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းပူဆွေးမှုတွေထဲမှာပိတ်မိနေတော့မယ်လို့ပြောပါတယ်။စွမ်းအားအစစ်အမှန်ပွင့်လာဖို့အတွက်အဲ့ဒီနာကျင်မှုတွေကိုဆွတ်လွတ်ပြီးမိမိရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်ရမယ်လို့လမ်းညွှန်ခဲ့ပါတယ်။အိမ်သတိပြန်ရလာတဲ့အခါသူ့ကိုယ်သူအချီနှောင်ခံထားရမှန်းသိလိုက်ရပြီးဇူကိုနဲ့ထပ်မံတိုက်ခိုက်ကြပါတယ်။ဇူကိုအတာစီးရခါနီးမှာပဲခက်ဒရရောက်လာပြီးဇူကိုကိုရေခဲတုံးနဲ့ပိတ်လောင်လိုက်ပါတယ်။ဒါပေမဲ့ကျင်နာတတ်တဲ့အိမ်ကဇူကိုအသက်ရှူနိုင်အောင်မျက်နှာနာကရေခဲကိုအကြီးပြုတ်ပေးခဲ့ပြီးထားခဲ့ပါတယ်။သူတို့အပြင်ထွက်လာတဲ့အခါမိမျိုးနယ်စုစစ်တပ်ကမြို့ထဲကိုကျူးကျော်ဝင်ရောက်နေပြီးယာဒီဥတုကညဘက်ရောက်လာတာမို့လက်မင်းရဲ့စွမ်းအားကြောင့်ရေမျိုးနယ်စုစစ်တီတွေအသာစီးရလာပါတယ်။ဒါပေမဲ့ဒါကိုစစ်တေနာပတိကကြိုတိထားပါတယ်။သူဟာလက်မင်းနဲ့သမုဒ္ဒရာရဲ့ဝိညာဉ်၅နှစ်ကောင်ရှိတဲ့တန်ရှင်းသောရေကန်ထဲကိုဝင်ရောက်ပြီးရေမျိုးနယ်စုတွေအားနည်းသွားအောင်လက်မင်းဝိညာဉ်၅ကိုဖမ်းဆီးလိုက်ပါတယ်။ဇုခုရဲ့ဦးလေးကလက်မင်းဝိညာဉ်တည်ဆုံးသွားရင်လောကကြီးရဲ့မျှချီပျက်စီးလိမ့်မယ်လို့တားဆီးပေမဲ့စစ်တေနာပတိကမနာထောင်ပဲငါးကိုတက်ပစ်လိုက်ပါတယ်။အဲ့ဒီအခါကောင်းကင်ကလာမင်းကြီးဟာတွေးရောင်လူရဲရဲหนีသွားပါတော့တယ်။ရေမင်းသမီးလေးရောက်လာပြီးတည်ဆုံးနေတဲ့ငါးကိုမြင်တော့စိတ်နှလုံးကြေကွဲသွားပါတယ်။ဇုခုရဲ့ဦးလေးကလောကကြီးကိုပြန်လည်ထိန်းကြီးဖို့ဆိုရင်အသက်တစ်ခုဆုံးလုံးမရမယ်လို့ပြောတဲ့အခါမင်းသမီးလေးကတစ်ချိန်ကသူမအသက်ပေးကြုံတော့ကလက်မင်းဝိညာဉ်ကကယ်တင်ခဲ့ဘူးတာမို့အခုတစ်ချိန်မှာအသက်ပြန်ပေးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆောက်ခါကတားပေမဲ့မရပဲမင်းသမီးလေးဟာရေထဲဆင်းပြီးအသက်ဆုံးလိုက်တဲ့အခါမှာတော့လက်မင်းကြီးဟာပုံမှန်ရောင်ပြန်ပြောင်းသွားပြီးကဘာကြီးရဲ့မျှချေလည်းပြန်လဲကောင်းမွန်သွားခဲ့ပါတယ်။အဲ့ဒီနောက်မင်းသားဇုခါနဲ့စစ်တေနာပတိတို့ထိတ်တိုက်တွေ့ပြီးတိုက်ခိုက်ကြပေမဲ့ဇုခောရဲ့ဦးလေးကအဘက်တော်ကိုဖမ်းဖို့အခွင့်အရေးမရှိတော့တာမို့မတိုက်ဖို့တားပြီးအတူထွက်ပြေးခဲ့ကြပါတယ်။လမ်းမှာစစ်တေနာပတိကနောက်ကနေလှုပ်ကြံမှုစူးစမ်းပေမဲ့ဦးလေးဖြစ်သူကကာကွယ်ပေးခဲ့ပြီးနောက်ဆုံးမှာတော့ရေမျိုးနယ်စုစစ်တီတွေရောက်လာပြီးစစ်တေနာပတိကိုအပီးတိုင်နှိမ်နင်းလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအိမ်ဟာတိုက်ပွဲဝင်ရင်မြို့ဝင်ဝကိုရောက်လာတဲ့အခါစစ်တင်မောအုပ်စုကြီးချီတက်လာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာနဂါးပြောခဲ့တဲ့စကားကိုသတိရပြီးသူ့ရဲ့စိတ်ခံစားချက်တွေကိုအပြည့်အဝထိန်းချုပ်လိုက်နိုင်ပါတယ်။သူစိတ်တည်ငြိမ်သွားတာနဲ့အမျှသမုဒ္ဒရာရေပြင်ကြီးကတုံ့ပြန်လာပြီးမြို့ထက်မြင့်မားတဲ့အေယာမရေလိုင်းကြီးတွေထောင်တက်လာပါတော့တယ်။ဒီလိုတဘာဝတရားရဲ့တကိုးစွမ်းအားကြီးကိုမြင်လိုက်ရတဲ့မိမျိုးနွယ်စုစစ်သားတွေဟာကြောက်လန့်တုန်လှုပ်ပြီးလက်နက်ချအရှုံးပေးကြပါတော့တယ်။အိုင်ကအဲ့ဒီလိုင်းကြီးတွေကိုလွှတ်ချလိုက်ရင်စစ်တင်မောတွေအားလုံးစက္ကန့်ပိုင်းတွင်ပျက်စီးသွားမှာဖြစ်ပေမဲ့သူကကျဉ်းနှံမှုပြပြီးလှိုင်းလုံးကြီးတွေကိုပုံမှန်အတိုင်းပြန်လည်ချထားပေးခဲ့ပါတယ်။ဒါကြောင့်ရန်သူတွေစုခွာသွားပြီးစစ်ပွဲကြီးပြီးဆုံးသွားခဲ့ပါတယ်။အိမ်ပြန်ရောက်လာတဲ့အခါရေမျိုးနွယ်စုကလူတွေအားလုံးဟာသူ့ကိုသူတို့ရဲ့တကယ့်ကယ်တင်ရှင်ကာကွယ်စောင့်ရှောက်သူအဖြစ်အတိမတ်ပြုပြီးဦးညွတ်အယိုအသေးပေးကြပါတော့တယ်။ဇလန်ရဲ့အဆုံးသတ်မှာတော့မင်းမင်းကြီးဟာစစ်တေနာပတိတည်ဆုံးသွားတာနဲ့သူ့သားရဲ့ကြာရှုံးမှုကြောင့်စိတ်ပြတ်နေပြီးအခုခါမှာတော့သူ့ရဲ့သမီးဖြစ်သူကိုတပည့်တော်ကိုဖမ်းဖို့တာဝန်အသစ်ပေးအပ်လိုက်ပါတယ်။မကြခင်မှာကဘာမြေနီးကနေဖြတ်တန်းမဲ့အမှားကျတခွန်ရဲ့ဆွမ်းအားကြောင့်သူတို့ရဲ့မိစွမ်းအားတွေအစမတန်အားကောင်းလာတော့မှာဖြစ်ပါတယ်။မင်းသမီးကလည်းသူမအကိုကြာရှုံးခဲ့တဲ့တာဝန်ကိုအောင်မြင်အောင်လုပ်ပြမယ်ဆိုပြီးယုံကြည်ချက်အပြည့်နဲ့လက်ခံလိုက်တဲ့အခန်းလေးနဲ့အတူဒီဇလန်လေးကတော့ပြီးဆုံးသွားခဲ့ပါတော့တယ်။